ကတော့ကစားရရှိခဲ့တဲ့တယောက်ဆောင်ဘုံမကိုအညိုမထားပဲကုညေပေးခဲ့တဲ့ဆရာထုခန့်ကျော်ရဲ့မြတ်တာအမျိုးတွေကိုစေတနာအရင်ခံပြီးကိုသားပေးနေတဲ့ဆိုပြီးပြောနေတဲ့ဆရာထုခန့်ကျော်ကလူတိုင်းအပေါ်မှာဘလောက်မြတ်တာထားလေးဆိုတော့ကိုတတိပြလာခဲ့ပါပြီဆရာထုခန့်ကျော်အလူတိုင်းပေါ်မှာစေတနာအရင်ခံပြီးကိုသားပေးနေတဲ့စေတနာဆရာတယောက်ဆိုပြီးပရိယရိချာမှနေမြဲကြည့်ပါရယ်ဝေရှိမအတက်ရှင်ခွင့်ရမယ်ဆိုတဲ့စကားကိုပယ်ဖြတ်ပြီးသူတတ်တဲ့ပညာနဲ့လူတန်းစာမွေးကိုသားပေးနေကြတာပါဆရာထုခန့်ကျော်တော့တချိန်ကတာမန်နုပညာရှင်တရားဖြစ်ပေမဲ့အတိတ်ဘဝကံတွေဖျားမဲ့ကံတရားတွေကြောင့်လူအများကိုစိတ်ကိုတာမှုပေးနေတဲ့လူတရားဖြစ်ရည်တည်နေကြရလဲဖြစ်ပါတယ်။လူတိုင်းပေါ်မှာစေတနာထားတဲ့ဆရာထုခန့်ကျော်အခုဆိုရင်သူ့ပေါ်အမကျွလွန်ထားတဲ့ဘုံမကိုပါကုညေပေးခဲ့ပြီလေဖြစ်ပါတယ်။ဆရာထုခန့်ကျော်တော့ဘုံမနဲ့အယံမရင်နေပေမဲ့ပြဿနာလေးတွေတော့ရှိခဲ့ပူပါတယ်။ဘိုးမနဲ့သူနဲ့နုပညာလုပ်တဲ့အတူတူလုပ်ခဲ့တဲ့အချိန်မှာပြဿနာလေးတွေရှိခဲ့ဖို့ပေမဲ့ဆရာထုခန့်ကျော်တော့အညိုမရှိပါဘူး။သူစိတ်ထဲမှာတော့ဘာဘလို့ပဲဖြစ်ခဲ့ပါစေဘိုးမနဲ့သူကအတူတူရုန်းကန်ခဲ့တဲ့အနုပညာရှင်တွေမို့သူ့အနေနဲ့ကုသပေးခြင်းခဲ့တာပါ။ဆရာထုခန့်ကျော်တော့ဘိုးမကိုအနုပညာမောင်နှမဆိုတဲ့စိတ်နဲ့ကုသပေးခြင်းတို့အဓိကကလေးကိုတနာတဲ့စိတ်နဲ့ဘိုးမကိုစိတ်ကူပေးမယ်ဆိုပြီးလိုင်းပွားနေပြောခဲ့ရပါ။ဆရာထုခန့်ကျော်တော့တာသမီချင်းကိုချင်းစာရဲ့စိတ်နဲ့ဘိုးမရဲ့သားလေးကိုတနာခဲ့ရလဲဖြစ်ပါတယ်။စီဝါရီကမပြေလေချိန်မှာအမေပြသူကကျမကြီးမကောင်းတာမို့ကလေးကစိတ်အားငြိမ်နေတယ်လို့ကျောင်းပါထွက်ဖို့လုပ်နေရပါဆရာထုခန့်ကျော်တော့ဘုံမရဲ့သားပြည့်သူပြောခဲ့တဲ့စကားတွေကိုမြင်ပြီးစိတ်မကောင်းဖြစ်ခဲ့တာမို့တတ်နိုင်တလားကူညီဖို့ဆုံးဖြတ်လိုက်ပြီးလည်းဖြစ်ပါတယ်ဆရာထုခန့်ကျော်တော့ဘုံမရဲ့သားပြည့်သူပြောခဲ့တဲ့စကားတွေကိုမြင်ပြီးစိတ်မကောင်းဖြစ်ခဲ့တာမို့တတ်နိုင်တလားကူညီဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်သွားစိတ်ကိုတာဖို့လမ်းခေါ်တာစီကံချိုးဖောက်တာမှန်သိပေမဲ့ဘိုးမရဲ့အဖြစ်ကိုစာနာတနာလို့စီကံဖောက်ပြီးကွတာပေးခဲ့ရလေဖြစ်ပါတယ်။ဆရာထုခန့်ကျော်ဘိုးမရဲ့ခက်ခဲတွေကိုကြည်ပေးလမ်းစီရောစားစရာပါစီစဉ်ပေးမှမို့ဆေးလောက်ကိုလမ်းပြီးခေါ်လာခဲ့ရလေဖြစ်ပါတယ်။ဆရာထုခန့်ကျော်တို့လေဖြန်းပြီးလမ်းမလျှောက်နိုင်တဲ့ဘိုးမကိုတက်ချိန်တဲကွတာပေးလိုက်တာကိုဆိုရင်ဘိုးမတယောက်စကားပြောနိုင်လမ်းလျှောက်နိုင်ခဲ့ပါပြီ။ဘိုးမကအစားတောင်းအနေထိုင်မစင်ချင်လို့လေပြန်ခဲ့တယ်လို့ပယောဂကြောင့်လည်းပိုးဆိုးသွားတာပါပါတယ်။ဆရာထုခန့်ကျော်စစ်ဆေးလိုက်ချိန်မှာအောင်လည်းနဲ့လှုပ်ထားတွေတွေ့ရပြီ။တကြိမ်တည်းနဲ့ကုသပေးလိုက်တာတော်တော်ကောင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဆရာထုခန့်ကျော်ဘိုးမကိုစိတ်ကုသပေးခဲ့တဲ့အပြင်ငွေကြေးပါတက်နိုင်တယ်လို့ကူညီပေးခဲ့ရလည်းဖြစ်ပါတယ်။သွားစနေပြည့်သူနဲ့အတိုင်းပင်ပြီးကိုပိုင်ငွေကြေး10တိန်းကိုလူတန်းပေးခဲ့ရလည်းဖြစ်ပါတယ်။ဆရာထုခန့်ကျော်တရားဘုံမပေါ်မှာအဲ့လိုမျိုးကောင်းနေပေမဲ့သူတို့ညကအရန်ချစ်ခင်ကြတဲ့နုပညာရှင်တွေတော့မဟုတ်ပါဘူးဆရာထုခန့်ကျော်နဲ့ဘုံမကအနုပညာလောကမှာအရန်မကင်တဲ့အပြင်ဘုံမကစကားတွေနဲ့တောင်စော်ကားခဲ့ပူပါတယ်နှစ်ယောက်သားကအဖူးထစ်လေးတွေရှိခဲ့ပေမဲ့ထုခန့်ကျော်တော့ဖြစ်ခဲ့တာတွေကိုစိတ်ထဲမှာထားပဲဘုံမကအဖက်ဖက်ကနေကုညီကဲဆဲပေးကြတာလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်တလည်းစိတ်ဝင်စားဖွယ်ရာဆယ်နုပညာရှင်တွေအကြောင်းများကိုချိန်နဲ့တပြင်းညတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ပရိတနိုင်မလို့တန်သိရှင်းနိုင်ဖို့အတွက်ဗီနာချက်ပြီးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်ဆုံးတိအားပေးကြည့်ရှုမှုတက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ကြောင့်အတူတူနဲ့တူပြန်လာခဲ့ပါမယ်